အားလုံးမင်္ဂလာပါ။နေ့ကတော့ AOE တိုင်းမျက်နှာမျိုးကိုသွားပြီးတော့ရေဘေးအလူလေးလွတ်ပြခဲ့တဲ့မှတ်တရဘလော့လေးဖြစ်ပါတယ်။လေးမျက်နှာနဲ့နီးလာတဲ့ရေတွေကပို့ပြီးတော့မြင်ရတယ်။သူကနေရာဘယ်နေရာတော့ဆိုတော့လဲဆောင်းနေကြတယ်။လေးမျက်နှာဘက်ဆက်လည်းရောက်တာနဲ့ဒီကဲဆဲရဲ့အဖွဲ့ကိုရှိပါတယ်။ကျမတို့ကတော့အဖွဲ့ကောင်းဆောင်ပြောပြမှာအဖွဲ့စီစဉ်အများကြီးပါဖြစ်တယ်။အဖွဲ့ကောင်းဆောင်ကလေအကြီးကြီးနဲ့ကျွန်တော်လည်းပြောပါတယ်။အင်ဂျင်900ကအလုပ်ဖြစ်တဲ့အကြောင်းလေးအကြီးကြီးနဲ့ကျွန်တော်တို့စုရက်ကနေဆက်ပြီးတော့ဒါကလည်းဆောင်းပြအောင်ကြည့်ပြီးတော့အများကြီးရှိတယ်။ကျွန်တော်တို့ကမိသားစုကလည်းတက်နိုင်တဲ့အပေါင်းတွေပါဝင်နေဖြစ်ပါတယ်။စာပြီးရေးကြည့်တယ်ကတော့ကြောက်တဲ့ဆောင်နဲ့အကြောင်းကိုမှတ်တော့ဒါနဲ့လုံးဝနောက်ကြပြီးတော့ကျွန်တော်ပြန်တွေ့ရင်တော့တောင်းတယ်ကျွန်တော်တို့ပထမဆုံးသွားလို့ဖြစ်တာကတော့လေးမျက်နှာနဲ့ကွင်းကြံကုန်းကောင်ကိုသွားလို့ဖြစ်တာပါစာတင်ကျောင်းတွေရောဘောလုံးတွေရောဘုန်းကြီးကျောင်းရဲ့အုပ်ကောင်တောင်အဲ့လိုဖြစ်နေတယ်ရေကတော့တော်တော်များပါတယ်ပထမဆုံးကျောင်းဆောင်ဆရာတော်ကိုကျွန်တော်တို့ဒီအိမ်ကြီးကတော့အကုန်ကြီးပေါ့ပဲဘုန်းကြီးကျောင်းရှိလို့ဘုန်းကြီးကျောင်းအပေါ်ထဲမှာလည်းအားလုံးစီနေတာပေါ့နော်။ဘောကအင်ဂျင်နဲ့နေကြတာဘုန်းကြီးလူကြီးတွေနဲ့နေကြတာ။နောက်တော့ကျောင်းဆောင်ဆရာတော်ကလည်းဒီနေ့တည်းနဲ့ရှိတယ်ရှိရလူကြီးတွေနဲ့တစီပြရေကတော့တော်တော်လေးတည်နေတာလက်ဘင်းကပြေးတယ်ပေါ့။ဒါဆိုရင်ဘုန်းကြီးကျောင်းမှုတ်တော့မှတော့တော့လောက်ပဲကြာ။ဒီနေ့ကဆက်လက်ပြီးစစ်ပါမယ်။ဒီမှာတန်းတာထားတယ်တော့မိုးတွေပြီးလာတာဆိုတော့တန်းနေနေနေမကောင်းတဲ့နေရာသွားရင်လည်းမဆန်နေနေတာ။ရေများရပိုးလာဆိုလို့လည်းရေကများလာတော့မိုးရသွားတယ်ကြာတော့ဝမ်းသာစရာတခုကလည်းသွားတယ်နေတာ။ရှင်နေရာဘက်ဒီဘက်ဒီအများကြီးပြောတာ။ဒီမှာလူကြီးကသွားနေတာတော့အောင်ဆန်းဘုန်းကြီးကျောင်းလို့ပြောတာ။ဆက်ချလဲကြွားရေးအင်းအကုန်လုံးနေနေတာရှိ။အဲ့တော့ပထမလာလို့ပဲအိမ်မှာနေကြတော့ဘုန်းကြီးကျောင်းမှာပဲသွားနေတာ။ဒါကတော့လမ်းဆန်းဖို့ပေါ့နော်။လမ်းဆန်းဖို့လည်းဖြစ်တယ်။ကားလည်းဖြစ်တယ်။ဒါဖမ်းပါရီပါရောပဲပြီးအားကစားယူနေရောတက်စက်ရောအကုန်လုံးကြောင့်ဘုန်းကြီးကျောင်းကလုံးဝနောက်ကျတယ်။ဒါဆိုတော့ဒီရေကြီးကပြန်ကြဖို့တော်တော်ကြီးကိုကြောင်းပါပေါ့နော်။ကိုဆိုတာပြက်ပန်းမိုးကလည်းမပြက်ဘူးဆိုတော့လေရေထဲမှာတစ်ပင်ပေါ်မှာလည်းမွေတွေကတက်သေးရတယ်။နောက်မှတစ်ပင်အောင်ဖြတ်ပြီးဆိုတော့ငွေရှိမလားဆိုတော့အဲ့ဒီကြည့်ရသေးရပေါ့ကွယ်။တစ်ပင်နေအိမ်နေကျောင်းနေအကုန်နှစ်ပိုင်းရှိ။ဒါကျမတို့သွားမယ်အောင်ဆန်းကျောင်းမှာဒရိုင်းရေလိုက်တာလည်းကျန်းရအစနည်းနည်းလေးပဲပေါ့။ပုံမှန်အရောက်ဆိုအောင်ဆန်းကတော့ဒီပုံဒါကတော့စပိကတမန်ပေါ့။အောက်ချက်ကလုံးဝရင်းနေပြီးနေတာပေါ်တော့မှရှိနေတာ။အောင်ဆန်းကျောင်းမှာတော့တက်ကြီးပဲဝိုးပို့ဖိုက်တယ်နိုင်တွေ့ရ။ဗီဒီယိုလိုက်တာလည်းဆိုတော့အောင်ဆန်းကျောင်းလေးနဲ့ဆောင်းလိုက်တာ။နောက်ထပ်လေးလေးကြည့်ပြီးတော့ရအောင်လိုက်သွားပြီးတော့လိုက်ရတယ်။အိတ်ကလုံးမတက်ရန်ချက်ခဲ့ရနေတာ။ဒီကလုံးထောက်ကြအောင်။အောက်ကတင်းကိုကတ်နေတာပေါ့။ရင်းနေဆိုတော့မြင်အောင်ပဲတော့လိုက်တာတောင်းပေါ့။အောက်ကတင်းကိုဘလို့ဖြစ်နေတဲ့အုပ်ကနေတစ်ပွဲလုံးကြလုံးကိုဖြစ်သွားရရှိတယ်။ဒါကြတော့တတိယမြောက်တာ။သူကတော့စိတ်ပုံရောစိတ်ချက်ကလေးတွေကိုစီးတော့ငါတက်တာရောပုံပါပါ။ဒီနေရာကျတော့စိတ်ကတမန်မှာရိုက်ရဲနေပြီ။အဲ့မှာလူကြီးဆိုရင်ကိုယ်မှနေနေလမ်းတိုင်းရှောက်သွားတာလေရေပြီးကစရေးခွန်ကြောင်းကမရှိပါဘူး။သွားရတဲ့လမ်းကိုကြမ်းထော်နေ။ဝတ်တယ်လို့ဆိုတော့ညလည်းစီးတယ်ပေါ့။ညစီးကမှငါးပါးမှလည်းဂဲလုံးအစီအစီပါ။အမေရဒီလာတွေဘုံမှာပေါ်ရွေးနေတာဆိုတာလေ။လူဝက်ပစ္စည်းအားလုံးကိုလည်းကျွန်တော်တို့သိသွားလို့အကုန်လုံးဝိုင်းတက်ပေးတာလေရှင်။ဘုန်းကြီးကျောင်းရမှာပဲလို့ဆိုတော့ကျွန်တော်မျိုးဆိုဝိုင်းကြည့်တာတော့တာကြည့်တယ်။ဒီကျောင်းကတော့ရေစေတာတမန်ရေးဒီမှာရှိတယ်။ဒီမဲ့တာတမန်အတွေ့ရရွာရက်လာပြီးတော့ပုံထားပါတော့။နောက်တော့ဒီကျောင်းကအဲ့ဒီကျောင်းကတော့ဘုံမှာမင်းကလည်းမနေ့လေးပွဲတည်းမစားဘူး။ဒီကတော့ဒီကနေတော့ပြန်ပြီးတော့ပြန်စစ်ပါ။အရင်ကမစားခဲ့ပါဘူး။အဲ့ပါမို့မြင်လာလေမစားမနေနဲ့ဖြစ်တယ်။ဒီလိုလိုက်ပြီးတော့လာတာစားတယ်ရေတွေပုံစံတက်အကုန်ဒါတော့ကျောင်းပေါ့။ကျောင်းအထက်မှာဒါလူပဲဖြစ်တယ်။သူကလူကြီးရဲ့လူရဲ့တမန်ရှိရဲ့ဆိုပြီးတော့ခေါင်းဆောင်ပြောပြီးကိုကလူရဲ့နေနေတာလားအင်းကြီးရဲ့နေတာလားပြောပြီးစီကိုတိုင်းနေတာ။နောက်ဆုံးသွားခဲ့ကြတော့မိုးတွေပဲလေဒီစောင်းမှာဆောက်ခဲ့ပြီးကျွန်တော်ပြန်လာ။ဒီနေ့အလူလေးကတော့ AI တိုင်းလေးနဲ့အင်ဂျင်900ပါအလူကြီးရဲ့ဖြစ်ပါတယ်။တောင်လူပစ္စည်းတွေနေပြီလားလို့တွေ့နေဆိုရင်လုံးဝနောက်မကြသေးပါဘူး။ကျွန်မဗီဒီယိုဖိုင်ထဲမှာတွေ့ရတဲ့အတိုင်းရေကလုံးဝလည်းရွာနေတော့ပဲပို့ပြီးတော့များလာတာပဲ။အခုချင်းနဲ့တော့ရွာမှာလည်းဘယ်လိုပဲကောင်းဆောင်ရစီစဉ်ပေးပါလိမ့်မယ်။ကျွန်မတို့စုရနေအောင်ပြန်ရောက်လာပါမယ်။ကျွန်မတို့လှူခဲ့တဲ့ရွာ300ဆိုတာနှံ့ဆက်တာမဟုတ်တော့အများကြီးလိုပါသေးတယ်။အဲ့တော့ရေဘေးအတွက်လည်းစီစဉ်။နောက်ကြနေပြီလားလို့တွေ့နေရဆိုရင်လုံးဝနောက်မကြသေးပါဘူး။